ကံတရားတို့ရဲ့အကျိုးပေးပုံနှင့်အပေတကားပိတ်စေတတ်သောဉာဏ်အမြည်ရတရားတော်အဲ့တော့ယေရှုရှင်ကြီးကြီးဖြစ်တဲ့မိခင်ဖခင်ကြီးတွေဒီတရားကိုသိပြီးတော့နာဖို့သင့်ပါတယ်နော်ဘာဖြစ်လို့နာဖို့သင့်တာလဲဆိုရင်လူတိုင်းကတနေ့ဘဝနေဝင်ခြင်းကိုရောက်ရအောင်ပါဘယ်ကိုရောက်ရအောင်ဘဝနေဝင်ခြင်းကိုရောက်ရအောင်မှာဖြစ်တဲ့အတွက်နေဝင်ခြင်းမရောက်ခင်ဘယ်မှာအိပ်မယ်ဘယ်မှာတဲမယ်ဘာကိုစားမယ်လို့ကြိုပြီးတော့အစီအစဉ်ရှိထားရင်မကောင်းဘူးလားကောင်းပါဘူးရှိတယ်အဲ့ဒါပြောတာနော်ဒီတော့ကံတရားတွေကိုကြည့်မယ်ဆိုရင်ဦးဇင်းတို့တွေတရားဓမ္မတို့တွေလူဘဝရလာတယ်ဆိုတာကံကောင်းလို့လားမကောင်းလို့လားကံကောင်းလို့ပါကံကောင်းတယ်လို့ပြောခြင်းဒီအတိတ်ဘဝမှာပြုခဲ့တဲ့ကုသိုလ်ကံတွေအများကြီးပါခဲ့တယ်လို့ဒီလိုသဘောပေါက်ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီဘဝမှာကံကောင်းဖို့အတွက်ရှေးဘဝကကံတရားတွေလိုတယ်ဒီဘဝရဲ့လုံနေစေဖြစ်တဲ့ကံတရားတွေလည်းလိုအပ်တယ်အဲ့ဒီတော့ဦးဇင်းတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့တွေကံကောင်းခြင်းတဲ့ပုဂ္ဂိုလ်တွေကြီးပဲဆိုတာမသိချဘူးလားသိကြတယ်လူမှုရေးစီးပွားရေးကျန်းမာရေးအစအစရရကံကောင်းခြင်းကြတယ်ဒါပေမဲ့လည်းဦးဇင်းတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့တွေသိတယ်လို့လူတကူစိတ်တစ်ခုပဲတဲ့။ဘာလဲတော့လူတကူစိတ်တစ်ခုပဲ။လူတယောက်မွေးဖွားလာတဲ့သာသမီချင်းတူရင်တောင်ကံချင်းတူရဲ့လား။မတူပါဘူးခင်ဗျာ။မတူဘူးနော်။တချို့ကတော့ချမ်းသာလာတယ်တချို့ကပြီးတော့ဆင်းရဲသွားတယ်။တချို့ကအသက်ရှည်ရှည်နေရတယ်တချို့ကအသက်တိုးတိုးလေးနဲ့နေတယ်မရှိဘူးလား။ရှိပါတယ်ခင်ဗျာ။အဲ့ဒါကဘာကြောင့်မို့လဲလို့မေးရင်ကံတရားကြောင့်ပဲပေါ့။ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကသဗ္ဗေတ္တကမ္မတက္ကကမ္မံသတ္တိဝိဘိဇတိဟိနပဏိတဘဝယနာစိန္ဒယသမေတိနောတဗ္ဗေစကြဝဠာမြေပြင်ကောင်းကင်မကျွန်းခဝင်းဥဒ္ဒောလုံးစုံများစွာတတ္တဝါတို့သည်ကမ္မတက္ကကံသာလျင်ကိုယ်ပိုင်ဥစ္စာရှိကြပါပေကုန်၏ဟိနာပဏိနာဘဝယဆင်းရဲချမ်းသာမတူပါပဲသူသာငါတင့်ဖြစ်ရခြင်းကကံမံကောင်းမှုမကောင်းရှိအကြောင်းသည်ဝိဘိဇတိအကျိုးကိုပြီးတဲ့ပါပေ၏စိန္ဒာယအကြောင်းကံကိုလိုဆန်းကြောနှင်းစိတ်လိုရာကြံ့ကြခြင်းဖြင့်နသမေတိနောမပြည့်မစုံမပြည့်စုံကြလေကုန်ဣတိဤသို့ဘဂဝါဘုံတော်6စုအောင်လထူဖြစ်တော်မူသောမြတ်စွာဘုရားသည်တေတေတိကောင်းစွာမသွေဟောကြားတော်မူအပ်ပါပေတည်းတို့တွေကကံတရားကြောင့်ဖြစ်နေတာမဟုတ်ပါဘူးကွာတို့တွေကြံစီကျင်တာကြံစီလိုက်မယ်တို့တွေတတိကြီးဖြစ်အောင်ကြံစီလိုက်မယ်ကွာရမလားကြံစီယုံလေးနဲ့ရပါမလားမရဘူးရှေးအတိတ်ကံရဲ့အကျိုးပေးကလည်းလူသေးတာပေါ့နော်ဒါကြောင့်မို့လို့ကံတရားရဲ့အကျိုးပေးဖို့ဆိုတာဦးဇင်းတို့ဓမ္မတွေနားမလည်ရဘူးလားနားလည်ရမလားနားလည်ရမယ်ဘာဖြစ်လို့နားလည်ရတယ်လဲဆိုရင်ဒီဘဝမှာနေထိုင်ရုံတင်မကနောက်တပလုံးဘဝကိုသွားမယ်ဆိုရင်လည်းပဲကံတရားကပါသွားအောင်မှာပါသွားအောင်မှာကံတရားကပါသွားအောင်မှာဆိုတော့ကောင်းတဲ့အကျိုးတွေကိုခံစားခြင်းရင်ဘာကံတွေကိုပါအောင်ယူရမှာလို့ဆိုတော့ကုသိုလ်ကံတွေကိုပါအောင်ယူရမှာအဲ့တော့ရှေးတုန်းကဆရာတော်ကြီးတွေကဆုံးမတယ်အထုပ်ကလေးတွေကိုစီထမ်းမှလို့လာလန်းကိုတဲ့မောင်ပြန်မယ်လာလန်းကိုပြန်ရမှာသေရွာကနေလာခဲ့တာဘယ်ကိုပြန်ရမှာသေရွာကိုပြန်ရအောင်ပါဗျာနော်ဦးဇင်းတို့ဓမ္မတွေကဒါကိုသဘာဝကြီးလို့တွေးထားရင်တော့တန်ဝေကရမှာမဟုတ်ဘူးအထုပ်ကလေးတွေကိုစီထမ်းမှလို့လာလန်းကိုတဲ့မောင်ပြန်မယ်မလုံနှလုံးချုံတယ်ဘိုင်းရဲ့နဲ့ခရီးတယ်ဘယ်မှာအိပ်ပါမယ်ဟောတဏှာကိုပြန်ရမယ်ဆိုတော့သီလတွေကလည်းလုံကြရဲ့လားလို့မေးရင်မလုံကြဘူးသိပြီတော့နော်အဲ့ဒါကိုမလုံတလုံးချုံတယ်ဘိုင်းရဲ့နဲ့ပဲအဝတ်ကလည်းမလုံ
နေစရာကလည်းမရှိဘူးဆိုရင်ခရီးသွားတဲ့ပုဂ္ဂိုလ်ဒုက္ခမရောက်ဘူးလားရောက်မှာပေါ့အခုလိုအေးတဲ့ရာသီအညာဆောင်းဆိုရင်ပိုဆိုးမှာနော်အဝတ်ကအပြည့်အစုပ်လုံးလုံးခြုံခြုံမှမဝတ်နိုင်ရင်ပိုပြီးဒုက္ခရောက်ပြီပေါ့တန္တရာမှာလည်းပဲသီလတွေမလုံးဘဲနဲ့သိဆုံးသွားတဲ့ပုဂ္ဂိုလ်တွေဆိုတာကတန္တရာမှာဒုက္ခတွေ့ပြီသီလမလုံးတဲ့ပုဂ္ဂိုလ်တန္တရာမှာဘာတွေ့ပြီလို့ဒုက္ခတွေ့ပြီဦးဇင်းတို့ဒကာကြီးတွေဒကာမကြီးတွေဒုက္ခတွေ့ပြီလားတွေ့နေတာတော့တွေ့နေတာပဲဟုတ်လားတွေ့တော့တွေ့နေတာဒါဆိုရင်ဦးဇင်းတို့ဒကာတော်မတို့တွေကောင်းမှုကုသိုလ်ပြုပြီးတော့လွန်ခဲ့တဲ့တလကဘဝတော်ကူပြောင်းသွားတဲ့ဒကာမကြီးဒေါ်စန်းအေးကိုရဖို့ဒါနသီလဘာဝနာတွေမလုပ်ရဘူးလားလုပ်ရတယ်ဆိုတာဘာအကျိုးရှိလို့တော့ကံရဲ့အကျိုးရှိလို့ကံတရားများအကျိုးမရှိဘူးဆိုရင်သူ့အတွက်လုပ်ပေးเสียလိုသေးလားမလိုဘူးအဲ့တော့ကံတရားမှာအကျိုးပေးမှုမရှိဘူးဆိုရင်နောက်တမလွန်ရောက်သွားတဲ့ပုဂ္ဂိုလ်ကိုရမယ်လို့ပြောလို့ရသေးလားမရဘူးတကယ်တကယ်တမ်းကောင်းမှုကုသိုလ်ရဲ့အကျိုးရှိလို့လုပ်ပေးရတာမမှန်ဘူးလားမှန်တယ်နော်အဲ့တော့ဦးဇင်းတို့တွေဒကာဓမ္မတို့တွေကကိုယ်စိတ်ထင်ရကြံစီပြီးတော့လုပ်လို့မရဘူးတဲ့ကိုလှုပ်ထားတဲ့ကုသိုလ်ကံအကုသိုလ်ကံကတန်တရာတစ်လျှောက်လုံးမှာအမြဲတမ်းအကျိုးပေးပြီးတော့နေတာအဲ့တော့ကံတရားကိုပြစ်ပယ်လို့ရပါမလားမရပါဘူးအဲ့ဒီလိုကံတရားကိုမပြစ်ပယ်တဲ့ပုဂ္ဂိုလ်တွေကိုကမ္မတက္ကတာသမ္မာဒိဋ္ဌိကံရဲ့အကျိုးတရားအပေါ်မှာအမှန်မြင်တတ်တဲ့ပုဂ္ဂိုလ်တွေလို့ခေါ်တယ်တဲ့ဦးဇင်းတို့တရားဓမ္မတွေအမှန်မမြင်ဘူးလားမြင်တယ်နော်ကောင်းကံကိုလုပ်ရင်ကောင်းတဲ့အကျိုးကိုခံစားရမယ်မကောင်းကံကိုလုပ်ရင်မကောင်းတဲ့အကျိုးကိုခံစားရမယ်လို့အသိမှန်ရှိနေတဲ့အတွက်ကြောင့်ကမ္မတက္ကတာသမ္မာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်တွေကံရဲ့အကျိုးတရားကိုမှယုံကြည်မှုမရှိဘူးဆိုရင်ဘဝကမှားသွားနိုင်တယ်ကဲမယုံကြည်ဘူးပဲထားပါတော့ယုံကြည်တဲ့ပုဂ္ဂိုလ်နဲ့မယုံကြည်တဲ့ပုဂ္ဂိုလ်ဘယ်သူကအားကိုးဖို့ရှိတော့ယုံကြည်တဲ့ပုဂ္ဂိုလ်ကအားကိုးဖို့ရှိတယ်ရက်ွက်ထဲမှာလူချင်းတငယ်ချင်းချင်းပြောတာကံရဲ့အကျိုးကိုမယုံရင်ဘာဖြစ်မှာလဲဦးဇင်းကအဲ့ဒါလေးတွေပြောပြမှာနော်ဒီတော့ကောင်းမှုကုသိုလ်ကိုရစေခြင်းလို့ကောင်းမှုပြုပေးတယ်ဆိုတာမသိချဘူးလားသိချတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာယံသံဃာတော်တွေကိုပင်ပြီးတော့ကောင်းမှုကုသိုလ်တွေပြုပြီးတော့အမြတ်တမ်းပေးဝေတယ်ဆိုတာမိမိတို့ရဲ့ယေရှုရှင်မိခင်ကြီးရရှိဖို့မသိချဘူးလားသိကြတယ်အဲ့ဒါလို့မသိကြဘူးဆိုရင်ယဟန်တန်ဃာတွေဘုန်းကြီးတွေပြင့်ပြီးတော့ကတ်เสียလိုသေးလားမလိုဘူးနော်ဒါဘာရဲ့အကျိုးကိုယုံကြည်လို့လဲကံရဲ့အကျိုးကိုယုံကြည်လို့ပေါ့ဒီတော့ကံရဲ့အကျိုးကိုယုံကြည်ဖို့ဆိုတဲ့အကြောင်းလေးကိုဦးဇင်းအနေနဲ့ဒီလောက်ဆိုရင်နည်းနည်းပြောပြီးပြီနော်နောက်ထပ်မပြောရမှာလေနော်အပေတကားပိတ်စေနိုင်တဲ့ဉာဏ်ဗာတရားအပေတကားပိတ်စေနိုင်တဲ့ဉာဏ်အဲ့တော့ဦးဇင်းတို့တွေဒကာဓမ္မတို့တွေကောင်းမှုကုသိုလ်ပြုတိုင်းဒီနေ့တော့လွန်ခဲ့တဲ့တလကဘောဓဝါကူပြောသွားတဲ့ဓမ္မကြီးတော်ဆိုင်ရပါစေလို့ဆုတောင်းတယ်အဲ့ဒီဆုတောင်းတဲ့ကြားထဲမှာကိုနိဗ္ဗာန်မဲ့ဖို့ရစ်တူတူနဲ့ရောက်ပါရစေဆုမတောင်းလားဆုတောင်းတယ်နော်အဲ့တော့နိဗ္ဗာန်မဲ့ဖို့ကိုဒီလိုဒါနပြုလိုက်တဲ့အတွက်ရောက်သလားသီလစောင့်တည်လိုက်တဲ့အတွက်ရောက်သလားဆိုရင်ဒါနသီလကနိဗ္ဗာန်ရဲ့အထောက်အပံ့ဖြစ်တယ်နိဗ္ဗာန်မရခင်စัจ जाဘဝတန္တရာကျင်လည်တဲ့အခါမှာဆင်းရဲမှုမရှိအောင်ဘေးအန္တရာယ်ကင်းအောင်အသက်ရှိအောင်ထောက်ပံ့ပေးတယ်တကယ်ဓာတ်ရိုက်နိဗ္ဗာန်ကိုရောက်သလားဆိုရင်တော့မရောက်ပါဘူးဗျာနော်ဦးဇင်းတို့ဒကာမကြီးတွေကနိဗ္ဗာန်ဆုမတောင်းဘူးလားနိဗ္ဗာန်ဆိုတာဘယ်နားမှာရှိတယ်လဲသိပြီလားဘယ်လမ်းကသွားရတာလဲသိပြီလားအဲ့ဒါမသိသေးရင်နိဗ္ဗာန်ဝေဥမှာပေါ့ဩရွှေတကုံဘုရားကြီးဘယ်နားမှာရှိလို့ရှိမှမသိရင်ရောက်ပါမလားမရောက်ဘူးဘယ်ကားစီးလို့စီရမှမသိရင်မရောက်ဘူးအဲ့ဒါလိုပဲတို့တွေကနိဗ္ဗာန်ဆုနေဆုတော့တောင်းနေတယ်အဲ့ဒီနိဗ္ဗာန်ကဘယ်နားနေလို့နေမှမသိရင်မဝေးဘူးလားဝေးတယ်အဲ့ဒီနိဗ္ဗာန်ကိုရောက်ဖို့အတွက်အပေပိတ်နိုင်တဲ့ဉာဏ်ရှိမှရမှာ
အဲ့တော့ဦးဇင်းတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့တွေအပယ်၄ပါးမလွတ်ချင်ဘူးလားအပယ်၄ပါးသိကြရဲ့လားအားလုံးပြောကြည့်ပါဦးအပယ်၄ပါးဆိုတာဘာလဲတော့ငရဲတတိဆံဒိဋ္ဌာအတုရကေအဲ့ဒီဘဝ၄ခုကိုရောက်ပြီဆိုရင်ကုသိုလ်ကောင်းမှုလုံးဝလုပ်လို့အဆင်မပြေတော့ဘူးဒါကြောင့်မို့လို့အပယ်တရားပိတ်ဖို့ဆိုတာမလိုဘူးလားလိုတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်သာဝတိပြည်စီတော်အကြောင်းမှာတရင်သုံးလို့နေတော်မူတဲ့ကာလမှာနတ်သားတယောက်ကလာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်တတ္တိယဝိယဩမထောတရှမာနောဝမတ္တကေကာမရာဂဘာနာယတတောဘိက္ခုပရိပစီအဲ့တော့အနှစ်တည်းအများကြီးဆိုမပြတော့ဘူးเนาะအဓိပ္ပာယ်ကဘာပြောတယ်လဲဆိုရင်ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဣဒလောကေဟောဒီကဘာလောကဒီမှာတတ္တေတတဝါတို့ကပန္တိတေပညာရှိတဲ့ပုဂ္ဂိုလ်တွေကတတ္တိယလံဖြင့်ဩမထဝိယထိုးခံထားရတဲ့ပုဂ္ဂိုလ်ကဲ့သို့၎င်းမတ္ထကေဥကောင်းထင်၌တရှမာနောဝါမိလောင်နေတဲ့ပုဂ္ဂိုလ်ကဲ့သို့၎င်းကာမရာဂဘာနာယကာမတရားတဏှာချစ်ခင်နောင်ဖွဲ့မှုတွေပယ်တတ်နိုင်အောင်တတောတတိရှိသည်ဖြစ်၍ပရိပစေကျင့်ကြံကြကုန်ရ၏ယေဝမှာလမ်းနဲ့အထိုးခံထားရတဲ့ပုဂ္ဂိုလ်လို့တဲ့ယေဝမှာလမ်းကြီးအထိုးခံထားရမှာတော့သိဖို့မသေးချဘူးလားသိချပါဘူးသိဖို့သိချနေတဲ့ပုဂ္ဂိုလ်ကဘယ်တရားကိုရှုရမလဲဆိုရင်ကာမရာဂဗျာပါဒတရားတွေပယ်တတ်နိုင်အောင်ကြိုးစားရမှာလေနောက်တဲ့တက္ကတရှမာနောဝမတ္တကေဥကောင်းကိုမိလောင်နေတဲ့ပုဂ္ဂိုလ်လို့တဲ့ဥကောင်းကိုမိလောင်နေမှတော့ဆင်းရဲမလားချမ်းသာမလားဆင်းရဲပါကိုအဲ့ဒါလိုတာဝေကရှိရမှာလေဒီခန္ဓာကြီးရနေတာမဟုတ်ဘူးလားမနာဘူးလားမသိဘူးလားသိဘူးမှာအဲ့ဒီအတွက်ကြောင့်မို့လို့လန်နဲ့ယေဝမှာထိုးခံထားတဲ့ပုဂ္ဂိုလ်လိုခေါင်းမှပြီးလောင်နေတဲ့ပုဂ္ဂိုလ်လိုတဲ့ကာမဂုဏ်တရားတွေချစ်ခင်တွေ့တာမှုတွေကိုပယ်တတ်ခိုင်းတာဒီကနေ့ကာလငါသားငါသမီးငါဇနီးကဲနိုင်ရဲ့လားမကဲနိုင်ဘူးအဲ့ဒီမကဲနိုင်ဘူးဆိုတဲ့ဉာဏ်လေးရရင်အပေတကားပိတ်ဖို့များပြီအပေပိတ်စေနိုင်တဲ့ဉာဏ်ပေါ့တတ္တိယဝေယဩမတောတရှမနောဝမတ္တကေတက္ကာယဒိဋ္ဌိပါဏာယတတောဘိက္ခုပရိပစေနောက်ထပ်တစ်ခုနတ်သားကဘုရားကိုဘာလျှောက်တာလဲဆိုတော့လောကမှာဘုရားတဲ့လူတိုင်းကငါကိုငါသားငါသမီးငါဇနီးငါအိမ်ငါယာငါလုပ်ငန်းဆိုပြီးတော့ဆွဲနေကြတာတဲ့ဒကာကြီးတွေဒီမကြီးတွေမဆွဲကြဘူးလားမဆွဲရင်ဒီအိမ်မှာတည်တော့ဘူးပေါ့ဘုံတို့လည်းပဲတို့เจ้าမဆွဲရဘူးလားအဲ့ဒါကြောင့်နိဗ္ဗာန်မရောက်သေးတာလေအပေတကားမပိတ်သေးတာလေအဲ့တော့ဦးဇင်းတို့တွေကဆွဲသင့်သလားမဆွဲသင့်သလားမဆွဲသင့်ဘူးဒီတရားကိုလူငယ်တွေရောလူကြီးတွေရောဘာကြောင့်နာခိုင်းတာလဲဆိုရင်ဒီတရားနာပြီးရင်ထဲမှာအေးချမ်းလို့တော်လောက်သောကတွေဗျာပါဒတွေဘာမှမရှိတော့အောင်ရင်ထဲမှာအေးချမ်းသွားတယ်ဒီတရားမျိုးကနော်အဲ့တော့မိမိတို့ရဲ့ရင်ထဲမှာချစ်ခင်နောင်ဖွဲ့မှုတွေကတန်ត្រာစေဝန်းကြီးကိုအမြဲမပြတ်လဲပတ်စေတဲ့တရားပဲတွေ့တာတက်မဲ့မှုကတန်ត្រာလဲစေတဲ့တရားပဲအဲ့တော့လွန်ခဲ့တဲ့တလကဘောဓဘာကူပြောင်းသွားတဲ့ကမကြီးတော်ဆန်းအေးတာသမီတွေအိမ်တွေတွေ့တာပြီးတော့မြန်တည်သွားရင်ပိတ်တာဘဝမရောက်ဘူးလားရောက်တတ်တယ်နော်ဒါကပုထုဇဉ်တို့မှန်ရင်ဂတိမမြဲတဲ့အတွက်ကြောင့်ရောက်တတ်တဲ့အတွက်ကြောင့်ဒီတရားဟောရတာနော်အဲ့တော့ဒီတရားကိုနာပြီးတဲ့အခါကျမှဩငါသားငါသမီးငါအိမ်ဆွဲလို့မရဘူးသူတို့ကောင်းမှုကုသိုလ်ပြုတဲ့အချိန်မှာငါသားတို့ကိုအာရပါရခေါ်လိုက်မယ်ဆိုရင်သူကောင်းရာမွန်ရာဘဝမရောက်သွားဘူးလားရောက်သွားမှာယခုလိုအပေတကားပိတ်နေတဲ့ဉာဏ်ကိုကြတော့ယခုတရားနာနေတဲ့ပုဂ္ဂိုလ်တွေကရနိုင်တာပေါ့နော်အဲကြောင့်မို့လို့ကံရဲ့အကျိုးပေးတရားကိုလည်းသိတယ်အပေတကားပိတ်စေနိုင်တဲ့ဉာဏ်ကိုလည်းရတယ်ဆိုရင်ဦးဇင်းတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့တွေနေလို့လည်းကောင်းပြီသိလို့လည်းကောင်းပါပြီနော်အဲ့တော့ဦးဇင်းတို့တွေတရားဓမ္မတို့တွေက
မိမိတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာမှန်သမျှကိုငါကိုငါဟာငါပိုင်တဲ့ပစ္စည်းငါအသက်ခန္ဓာကြီးလို့ဆွဲထားခဲ့တဲ့အတွက်ကြောင့်အပေတကားကပွင့်နေတော့အပေတကားပွင့်တာမှာတစ်ချမ်းလေးပွင့်တာမဟုတ်အကုန်လုံးပွင့်တာဒီဘဝဒါနတွေဘလောက်ပဲပြုပြုသီလတွေဘလောက်ပဲစောင့်တည်အဲ့ဒီဉာဏ်မှမပါဘူးဆိုရင်နောက်ဘဝတွေမှာအပေကိုကြာနိုင်သေးတယ်အပေမကြဖို့အရေးမကြီးဘူးလားဗုဒ္ဓဘာသာလို့ခံယူထားရင်အဲ့ဒီအတိမရှိအောင်လားရှိရမှာရှိရမှာပေါ့ကဲတရားလည်းရှိတယ်လို့မအောင်မေးပါနဲ့နော်ဒါလို့ဆိုရင်တရားနာပိဋကသဘောပေါက်တော့ပါတယ်တရားသိမ့်မယ်နော်ဘုံညာမေတ္တမရဏိနာသနာပုံဏမနောရထာဒုက္ခိတမုဒိတာဝန္တုစိတံစီဝန္တုအနာမယမိမယဘေယတဝိရတိပုံညာဓမ္မဒေသနာကုသိုလ်တုကိုတမရံစီဘူးအပပေတိဒေနာဘုံညာနာထုသောစီဘူးဓမ္မဒေသနာကုသိုလ်ထူကြောင့်ဇနာခသိမ့်လို့သောလုံးစုံများစွာတတ္တဝါတို့သည်ဣဋ္ဌသမေကိနောအလိုရှိအတောင်းတအပ်သောစုရိနှင့်ပြည့်စုံကြပါစေကုန်သတည်းဘုံနမနောရထာကုသိုလ်ပြုရန်စိတ်ရည်တန်ရာသည့်စိတ်နှလုံးအလိုဆန္ဒအလုံးတို့သည်ပြည့်ပြည့်စုံကြပါစေကုန်သတည်းဒုက္ခိတသာကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနှင့်ပြည့်စုံကြကုန်သည်၎င်းမုဒိတံသံဃာတို့တွေသည်လွန်ခဲ့တဲ့တလားကဘဝတစ်ပါးကိုပြောင်းသွားတဲ့မိခင်ကြီးတက္ကမကြီးတော်ဆန်းရီကိုကောင်းမှုကုသိုလ်ပြု၍အမြတ်တမ်းပေးဝေအပ်ပါပေမည်ဟု၍ဝမ်းမြောက်ဝမ်းသာဖြစ်ကြကုန်သည်၎င်းကိုသူဖြစ်ကြပါစေကုန်သတည်းအနာမယ96ပြားယောဂဝေဒနာကင်းစင်กว่าနိုင်ကြသည်ဖြစ်၍စိရန်ဇီဝန္တုလောကအကျိုးသာသနာအကျိုးတွေမပြည့်အပ်တည်အသက်ရှိကြပါစေကုန်သတည်း